အားလုံးပဲမင်္ဂလာပါရှင်ထိုင်းနိုင်ငံရဲ့အလှဆုံးကျွနေတဲ့ကတစ်ခုဖြစ်တဲ့ကော့ချန်ကျွန်းကိုသွားလည်မှာဖြစ်ပါတယ်ဘန်ကောက်အခမိုင်းကားဝင်းကနေထရက်ပြည်နယ်ထိ6နာရီကြာဘတ်ကားစီဖယ်ရီတစ်ဆင့်ပြန်စီးပြီးတဲ့နောက်မှာတော့ကော့ချန်ကျွန်းကိုရောက်ပါပြီရှင်ကော့ချန်ကျွန်းမှာ White Sand Beach, Lonely Beach, Long Beach, Klong Prong Beach, Kai Bay Beach စတဲ့ကမ်းခြေတွေအများကြီးရှိတဲ့နေရာမှာကျမတို့ကတော့ White Sand Beach မှာတဲဖို့ရွေးချယ်ခဲ့ပါတယ်။ဒါကတော့ကျမတို့တဲတဲ့ Koh Chan Han Hotel ရဲ့အနောက်ဘက်ကိုဆင်းလိုက်ရင်တွေ့ရတဲ့နေရာလေးဖြစ်ပါတယ်။ကျောက်ဆောင်နေရှိလို့ရေကူးဖို့အဆင်မပြေပေမဲ့ဓာတ်ပုံရိုက်ဖို့နဲ့သဘာဝတရားကြည့်ဖို့ခံစားဖို့အတွက်တော့အရန်ကိုလှပတဲ့နေရာလေးပဲဖြစ်ပါတယ်ရှင်။ချန်ကျွန်းရဲ့အရှိတောင်ပိုင်းကစာလက်ဖက်လက်မှုတော်ကိုသွားမှာဖြစ်ပါတယ်။လက်မှုတော်တွေဟာဂေဟစနစ်အတွက်တော်တော်အရေးပါတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်ထိုင်းအစိုးရကဒီသဘာဝကိုထိန်းသိမ်းချင်တာရောခရီးသွားတွေလည်းလက်မှုတော်တွေရှောက်ပြီးလေ့လာလို့ရအောင်ရောမီတာ900လောက်ရှိတဲ့ The Red Bridge ဆိုတဲ့လူသားတစ်ခါလေးကို2006ခုနှစ်ကတည်ဆောက်ပေးခဲ့ပါတယ်။ပြီးတော့ Miss Thailand ပြိုင်ပွဲဝင်တွေလည်းလာလည်ပြီးနမှုပင်တစ်ခုစိုက်ခဲ့တဲ့အတွက်ဒီနေရာကပိုနာမည်ကြီးလာပြီးတော့ခရီးသွားတွေကိုပိုဆွဲဆောင်နိုင်တဲ့နေရာဖြစ်လာခဲ့ပါတယ်။ဒီတော့ထဲမှာဆိုရင်တော့စိမ့်စိမ့်ဆူဆူအပင်တွေရဲ့တော်ရုံမမြင်ရတဲ့ရေပြူငှက်လေးတွေရဲ့ကြည့်ရတာတော်တော်လေးအေးချမ်းပါတယ်။တရားလေးတိုင်းလျှောက်သွားရင်သဘာဝကြီးကိုအေးအေးလူလူခံစားလို့ရပြီးတော့တရားအစုံမှာပင်လယ်ကြီးကိုမြင်လိုက်ရတဲ့ရှုခင်းကတော့တကယ်ကိုပြောစရာမရှိအောင်ရန်တမ်းရှုမောပဲပါပဲရှင်။ဝင်ကြီးလည်းမရှိတဲ့အတွက်ကြောင့်သဘာဝကိုချစ်မြတ်နေတဲ့သူတွေဆိုရင်ပြစ်မနေသွားတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။ဒါကတော့ Klong Prong Beach ဖြစ်ပါတယ်။ရောက်တဲ့အချိန်မှာအနေအေးနေပြီဖြစ်တဲ့အတွက်ကြောင့်ကမ်းခြေမှာအေးစစ်စစ်လမ်းလျှောက်ရင်းအပန်းဖြေခဲ့ပါတယ်။ဒီကမ်းခြေဟာရေတိမ်ပြီးလှိုင်းနဲ့ငြိမ်တဲ့အတွက်ကြောင့်ကလေးပါတဲ့မိသားစုအများပြားလာရောက်ပန်းဖြေကြတာကိုတွေ့ရပါတယ်ရှင်။နောက်ထပ်ရောက်ခဲ့တဲ့နေရာလေးကတော့ Kai Bay Beach ဖြစ်ပါတယ်။ကျမတို့ရောက်တဲ့အချိန်မှာနေဝင်ချိန်ဖြစ်တဲ့အတွက်ကြောင့်ကမ်းခြေကအရန်ကိုလှပနေပါတယ်ရှင်။ဒီကမ်းခြေဟာလည်းလှိုင်းငိမ်ပြီးတော့ရေတိမ်ပါတယ်။ရေကြည်ပေမဲ့အောက်မှာကျောက်စရစ်ခဲလေးတွေရှိတဲ့အတွက်ကြောင့်ရေကစားတဲ့အခါမှာတော့သတိထားသင့်ပါတယ်ရှင်။